pizza ပေါ်မှာပဲဖြစ်ဖြစ်အသားညက်ပါမုတ်ချားထဲမှာပဲဖြစ်ဖြစ်အမြဲလိုတွေ့နေရတဲ့ cheese ဒါပေမဲ့လေဒီအစားအစာကတာမန်နို့ရည်ကနေဒီလောက်ရှုပ်ထွေးပြီးအရသာအမျိုးမျိုးရှိတဲ့အရာတစ်ခုဖြစ်ဘယ်လိုများဖြစ်တည်လာတာလဲဆိုတာကိုစဉ်းစားဖို့ကြလားကဲဒီတစ်ခေါက်မှာတော့အဲ့ဒီလျှင်ဝက်ချက်ကိုအတူတူဖော်ထုတ်ကြည့်ကြရအောင်တာမန်နို့ရည်ကနေကဘာကျော်ချီအမျိုးမျိုးအဖြစ်ပြောင်းလဲသွားတဲ့တကယ့်ကိုအန်ဩစရာကောင်းတဲ့ခရီးစဉ်တစ်ခုကိုစတင်လိုက်ကြရအောင်ကျွန်တော်တို့ရဲ့ခရီးစဉ်မှာအပိုင်း၄ပိုင်းပါဝင်မှာဖြစ်ပါတယ်ပထမဦးဆုံး cheese ဆိုတာဘာလဲဆိုတဲ့အခြေခံကိုနားလည်အောင်လုပ်မယ်ပြီးတော့သူ့ကိုဘယ်လိုလုပ်သလဲဆိုတဲ့မှောပညာဆန်တဲ့အဆင့်တွေကိုလေ့လာမယ်အဲ့ဒီနောက်မှာတော့ကဘာပေါ်မှာ cheese အမျိုးအစားတွေဘာလို့ဒီလောက်များနေရတာလဲဆိုတာကိုကြည့်ပြီးနောက်ဆုံးကြတော့တမိုင်းမှာအရေးပါတဲ့ကြာရှည်ကန်အစားအစာတစ်ခုအဖြစ်သူ့ရဲ့တန်ဖိုးကိုစမ်းစစ်ကြည့်ရမှာပါ cheese လို့ပြောလိုက်ရင်ဘာကိုဆိုလိုတာလဲအရေးတွေအခဲဖြစ်သွားတယ်သူ့ရဲ့အခြေခံအကြဆုံးတွင်ပြင်ပြောင်းလဲမှုကိုကြီးလိုက်ကြရအောင်တိတ်ပန်နီကြပြောရမယ်ဆိုရင်တော့ cheese ဆိုတာအရန်ရိုးရှင်းပါတယ်နိုထဲမှာ casein ဆိုတဲ့ protein တစ်မျိုးရှိပါတယ်အဲ့ဒီ protein ကိုခဲသွားအောင်လုပ်လိုက်တာပါပဲအခြေခံကတော့နွားနိုစိတ်နိုသွန်းနိုအဲ့ဒီနိုတွေတဲက protein နဲ့အဆီတွေကိုစူးစီးထားတဲ့အစားအစာတစ်ခုပေါ့အခုစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပါပြီ cheese ကိုဘယ်လိုလုပ်တယ်လဲရိုးရိုးနိုးရည်ကနေ cheese အဖြစ်ဘယ်လိုများပြောင်းလဲသွားတယ်လဲဆိုတာလုပ်ငန်းစဉ်ကိုအသေးစိတ်ကြည့်လိုက်ကြမယ် cheese လုပ်တဲ့နေရာမှာအဆင့်၄ဆင့်ပဲရှိပါတယ်ပထမဆုံးဘက်တီးရီးယားတွေထည့်ပြီးနို့ကို acid ဖြစ်အောင်လုပ်ပါမယ်ဒါကအရသာအတွက်အခြေခံပေါ့ဒုတိယအဆင့်ကတော့နို့ကိုခဲအောင်လုပ်တာပါရဲနဲ့ဆိုတဲ့အင်ဇိုင်းလေးထည့်လိုက်တာနဲ့ protein တွေကစုပြီးခဲသွားရောပြီးတာနဲ့အဲ့ဒီအခင်းနဲ့အရည်ကိုခွဲထုတ်လိုက်ပါတယ်ဒီအဆင့်က cheese ကိုပြော့မာလားမာမာလားဆိုတာကိုဆုံးဖြတ်ပေးတာပါနောက်ဆုံးတော့အဲ့ဒီခဲလေးတွေကိုဖိပြီးကိုလိုချင်တဲ့ပုံစံသွင်းလိုက်ရုံပါပဲဒီမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုရှိပါတယ်အဲ့ဒါကတော့နို့ကိုခဲအောင်လုပ်တဲ့အင်ဇိုင်းကိုရွေးချယ်တာပါပဲအရင်တုန်းကတော့တရိတ်ဆန်ရဲ့ရဲနက်ကိုပဲသုံးကြတာပါဒါပေမဲ့အခုခေတ်မှာတော့တက်တက်လို့သမားတွေအတွက်အဆင်ပြေအောင်မှုတို့အပင်တို့ကနေရဲနက်တွေလည်းရှိလာပါပြီဒါက cheese log ကဘလောက်တောင်တိုးတက်ပြောင်းလဲလာတယ်လဲဆိုတာကိုပြတာပါပဲကဲအပိုင်း၃ကိုရောက်ပါပြီဒီနေရာမှာမေးစရာရှိတာကလုပ်ငန်းစဉ်ကတော့ရိုးရှင်းပါတယ်ဒါပေမဲ့ဘာလို့ cheese အမျိုးအစားတွေကဘလောက်တောင်ကွဲပြားပြီးများပြားနေတာလဲ1000ကျော်ဟုတ်တယ်1000ကျော်တောင်ရှိတယ်ကဘာပေါ်မှာတရက်ဝင်အတိမတ်ပြုထားတဲ့ cheese အမျိုးအစားပေါင်း1000ကျော်ရှိတယ်ဆိုတော့တော်တော်လေးကျယ်ပြန့်တဲ့လောကကြီးပဲနော်အဲ့တော့ဒီလောက်ကွဲပြားတာဘာတွေကြောင့်လဲဆိုတော့အသေးဖွဲလေးတွေကစားအကုန်ကွာခြားသွားစေလို့ပါဥပမာဘယ်တရိတ်ဆန်ရဲ့နို့လဲဘယ်တရိတ်ဆန်ကဘာတွေစားတယ်လဲဘယ်လိုဘက်တီးရီးယားတွေသုံးလိုက်တယ်လဲဘယ်လောက်ကြာကြာအချင်းဖောက်ထားတယ်လဲဆိုတာမျိုးတွေအထိပေါ့အခုနောက်ဆုံးအပိုင်းကိုရောက်ပါပြီဒီအပိုင်းမှာတော့ချီရဲ့မူလအစားကိုပြန်သွားကြည့်ကြမယ်တရားသာကောင်းမှုတစ်ခုတည်းအတွက်မဟုတ်ပဲတမိုင်းမှာဘာလို့ဒီလောက်အရေးပါတဲ့အစားအစာဖြစ်ရှိနေခဲ့တာလဲဆိုတာကိုကြည့်ရအောင် cheese ကတဲရလွယ်ကူတယ်ကြာရှည်လက်ခံတယ်ပြီးတော့အာဟာရဓာတ်တွေ protein ဓာတ်တွေကယ်လ်ဆီယမ်တို့အများကြီးပါတယ်ဒါကြောင့်တန်ဖိုးရှိတာပေါ့ cheese ကိုသိသိတဲ့နီးကလည်းခေတ်အလိုက်ပြောင်းလဲလာတာပဲအရင်တုန်းကဆိုစက္ကူနဲ့ထုတ်ကျိုးနဲ့ချီဒီလောက်ပဲအခုကျတော့လေးလုံးအောင်ထုတ်တာတွေတက်တန်းပိုကြအောင်လုပ်တာတွေလုပ်လာကြတယ်ဆိုတော့ခြုံငုံပြီးပြောရရင် cheese ကအမှုပညာတစ်ခုလိုခံစားဖို့ဖြစ်လာပါပြီအားလုံးပဲဗီဒီယိုကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်